စူးစီးစီးနဲ့ပြင်ဆင်ထားပါတယ်မနေ့ကအနိုင်ရသုံးမဲ့ရရှိအောင်လို့ကြိုးစားမယ်လို့ပြည်သက်တွေကိုလည်းကတိပေးပါတယ်မနေ့ပြန်ပွဲတဲ့ကျွန်တော်ပြင်ဆင်မှုအလုပ်ကျင်းနေပါတယ်အတင်းသားတို့တရားခိုင်နှုန်းပြည့်ယုံကြည်မှုရှိပါတယ်မနေ့ပြန်ပွဲကျွန်တော်တော်အရေးကြီးပါတယ်ပြီးခဲ့တဲ့ပွဲ3ပွဲရှုံးတဲ့အတွက်မနေ့ပြန်ပွဲအလဲပြောင်းတစ်ခုကျွန်တော်နိုင်ရရှိအောင်ကြိုးစားတော့မှာကစားသမား training ကွင်းမှာကစားသမားအားလုံးစစ်စစ်လို့ပြင်ဆင်ထားပါတယ်ပြီးခဲ့တဲ့ပွဲမှာကိုသိနိုင်တဲ့အတွက်ဒီပွဲမှာယုံကြည်မှုအပြည့်ရှိပါတယ်ကစားကျွန်တော်တို့အနိုင်သုံးမဲ့ရရှိအောင်ကြိုးစားမှာကျွန်တော်လိုချင်တဲ့ target ကိုတောက်ဖက်မနေ့ပြန်ပွဲမှာအနိုင်သုံးမဲ့ရရှိဖို့အရေးကြီးပါတယ်ပြကျုပ်တစ်ကြောင်းလဲလိုက်တဲ့ပုံမှာကစားသမားတွေနဲ့အပေးယူဘယ်လိုရှိလဲဆိုတာရဲ့သူပေးထားတဲ့နီးဗျူဟာအတိုင်းပေါ့နော်မနေ့ကကွင်းထဲမှာအကောင်းဆုံးပုံပေါ်နိုင်ဖို့ဆိုရင်အဓိကလိုအပ်ချက်ကဘာတွေဖြစ်မလဲဒီပြကျုပ်ပြောင်းလဲတဲ့ပုံမှာထွေထူးတော့မရှိပါဘူးကျွန်တော် training ကွင်းမှာအကောင်းဆုံးပြင်ဆင်ထားတဲ့ဒီတစ်ပတ်ကိုကျွန်တော်မနေ့ပြန်ပွဲမှာလည်းနီးပြပြောထားတဲ့အတိုင်းကို training ကွင်းမှာပြင်ဆင်ထားတဲ့အတိုင်းမနေ့ပြန်ကွင်းထဲမှာပိုင်းတော့ကျွန်တော်အနိုင်သုံးမဲ့ကိုရယူနိုင်မယ်လို့ယုံကြည်ပါတယ်မနေ့ကချက်ပြိုင်ကစားမဲ့ပေါ့နော်မြောက်ဒီအသင်းပေါ်မှာဒီလေးအမြင်လေးဆက်ပြောပြပါနေ့ပြန်ရှင်ပြန်ကစားမဲ့မြောက်ဒီအသင်းကတော့အသင်းကောင်းတစ်သင်းမှာသူလည်းတစ်နှစ်ပတ်လို့ပြင်ဆင်ထားတဲ့အသင်းအတွက်ကျွန်တော်လည်းမနေ့ပြန်ပွဲမှာအကောင်းဆုံးရှင်ပြန်ကစားတော့မှာပါသူတို့အသင်းကလည်း short မတက်ဖက်နဲ့အသင်းသားတွေအားလုံးကိုလည်း training ကွင်းမှာစူးစူးစီးစီးနဲ့ပြင်ဆင်ထားပါတယ်မနေ့ကပြောင်းလဲနေရတဲ့ design မဲ့အားပေးတဲ့ Sky United ပြည်သက်တွေကိုလည်းကျွန်တော်မနေ့ပြန်ပွဲမှာအနိုင်ရရှိအောင်ကြိုးစားသွားပါမယ်လို့အမြဲတမ်းစိတ်မြပြအားပေးကြပါဦးလို့မနေ့ပြန်ပွဲမှာအနိုင်သုံးမဲ့ရရှိအောင်ကြိုးစားသွားမယ်လို့ခရီးပေးပါတယ် fight